လချင်းမချင်းလေးမေးတာဖြစ်တဲ့တော့ကျွန်တော်ကလပ်ချင်းမချင်းလေးကိုဗီဒီယိုလေးနဲ့တော့ပြောပါတယ်ကျွန်တော်တို့ဗီဒီယိုလေးကြားလိုက်ကြည့်လို့နော်ကဲအခုရကလပ်အနေထားဆိုပြမယ်နော်အမကလပ်ကဒါပဲရတယ်နော်အဲ့ဟိုကျွန်တော်တို့ချိန်ရမယ်ဒါပိတ်တဲ့နော်အာကြီးပေါ့နော်အာကြီးနဲ့ဒီပြကတော့ချိန်ချင်းလေးတူတူပဲနော်ကျွန်တော်အခုဒီအာကြီးနဲ့ပဲကျွန်တော်ချိန်ပြပြလိုက်မယ်နော်ဒီအောက်မှာဒီကလပ်ကြိုရဲ့ short တင်အချက်လေးရှိတယ်အဲ့ဒီကနေပြီးတော့ကျွန်တော်စားမချိန်ကျွန်တော်သူ့ရဲ့ဒီမှာရှိတဲ့စနစ်နဲ့နှစ်ခုကိုကျွန်တော်အရင် short နော် short ပြောရရှိရင်သူကတောင်းပြပါမယ်နော်ဒီအနောက်ကိုဆွဲလို့ရှိရင်ကလပ်ကြိုတင်တယ်ဒီအနောက်ကနက်ကို short ပြီးအရှိကိုတုံလို့ရှိရင်ကလပ်ကြိုရော့တယ်အဲ့ဒါအခုကျွန်တော်တို့စပြီးချိန်မယ်သူကကျွန်တော်ဒီအနောက်ကနက်လေးကိုလိုက်တင်လိုက်နော်တင်ပြီးရင်ကျွန်တော်ကစားကြည့်မယ်ညားနေသေးတယ်နည်းနည်းထပ်တင်မနော်နည်းနည်းလေးပဲသူကကလပ်ချေရည်ကလီယာနည်းနည်းလေးချန်ပြရနော်အဲ့ဒါပြီးတော့ကျွန်တော်တို့စပြီးပြန်ကြက်ကြမယ်ပြီးသွားရင်ကျွန်တော်တို့အရှိကိုပြန်သွားမယ်ဒီနေရာလေးကိုကျွန်တော်အမဲစီလေးနဲ့တော့ပဲကြက်နေမှာကြောင်းလို့တောင်းခုကျွန်တော်တို့လောက်ပြီးသွားလို့ရှိရင်တော့ဖွင့်ပြီးတော့ဆက်ချက်နှုတ်ဆက်နှုတ်ဝိုင်းဆက်နှုတ်ဝိုင်းဒီကလပ်ကိုကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီရထည့်ပြီးသွားရင်လက်လေးနဲ့ဖြည်းဖြည်းဒီပါဆွဲတာเนาะတစ်ဖက်မှာဒီပါဆွဲတာဒီပါဆွဲပြီးတော့လက်လျင်ဖြည်းဖြည်းလို့ဒီကိုပယ်နာလောက်မှလွတ်တယ်ဒါဆိုရင်သူကဒီနာလေးလောက်မှကလပ်လွတ်တယ်နော်ရှိသွားနော်အဲ့တော့ကျွန်တော်ကလပ်ပြော့တဲ့လူကြိုက်လို့ရှိရင်ကလပ်ပြော့ရင်ဒီနေရာလောက်ကအတော်ပဲနော်ဒီနေရာလောက်အတော်ပဲသူကလပ်ဒီနေရာလေးထက်နည်းနည်းလေးကြော်ရင်ကလပ်လွတ်ပြီနော်အဲ့ဒါအခုကျွန်တော်အနေထားကတော့ဒီနေရာလေးကအတော်ပဲအဲ့လိုမောင်းဆန်ကြီးတကယ်လို့ကလပ်အမာကြိုက်တဲ့ဟေးဆိုလို့ရှိရင်လည်းအနောက်မှာနည်းနည်းလေးပြန်တင်းလိုက်သူကတင်းရင်ဒီလိုဖြည်းဖြည်းချင်းတက်မယ်ဒီနားလောက်မှာလွတ်တာတွေပါရှိတယ်အခုကျွန်တော်တို့ကချိန်ပြီးရင်ကျွန်တော်တို့ကဆက်နှုတ်ပြီးရင်မောင်းဆန်ကြည့်ရမယ်မောင်းဆန်ကြည့်ပြီးတော့ကလပ်ကိုဘယ်နားလောက်မှာလွတ်လဲဆိုတော့တစ်ဖက်ကလီပါဆွင်းရင်းနဲ့ဒီဘက်ကလပ်ကိုဖြည်းဖြည်းချင်းလွတ်ရင်သူထွက်တဲ့နေရာလောက်ဆိုရင်ဒါကိုအတွက်တင်းတော်တယ်ဟေးဆိုလို့ရှိရင်အဲ့နားမှာပဲရက်လိုက်ပေါ့နော်ဒါအခုကလပ်ကြိုချိန်နေပဲတကယ်လို့ကိုကလိုအပ်သေးတယ်မတင်းတော်ဆိုရင်အနောက်ကနေပဲပြန်တင်းမယ်နော်အရှိကကြတော့ပြန်မတင်းလို့မရအောင်မဟုတ်ဘူးရတယ်ဒါပေမဲ့ကျွန်တော်တို့ကအရှိဘက်ကတိတ်မချိန်ဘူးတကယ်လို့တအားကြီးအနောက်ဘက်ကနေပြီးတော့ချိန်လို့မှလိုအပ်တဲ့ဟေးဆိုမှအရှိကိုကျွန်တော်တို့ကပြန်ပြီးတော့ချိန်တာပေါ့ဗျာနော်တဲ့ကျွန်တော်ထိတ်တိုင်းကြပြီးဟေးဆိုရင်ဒီနက်နှလုံးကိုညင်အောင်ပြန်ကြရမယ်နော်အခုပြီးသွားရင်အခုမောင်းလေးဆန်ပြီးမောင်းလေးကနည်းနည်းလေးကလီယာရှိခဲ့ရမယ်တကယ်လို့မရှိဘဲနဲ့အသေးပြီးထားတဲ့ဒီဆိုလို့ရှိရင်အဆင်မပြေဘူးเนาะကလပ်မောင်းလေးကဒီမှာဒီကျွန်တော်ပြောမယ်ကလီယာလေးနည်းနည်းကျန်တယ်ပြီးရင်အခုအဆင်ပြေသလိုမိတ်ဆွေတို့အခုနကျွန်တော်ပြတာနီးတိုင်းပေါ့ဗျာเนาะလိုအပ်သလိုချိန်လို့ရတယ်အားလုံးလည်းအဆင်ပြေမယ်လို့ပြောလင်းပါเนาะ